စပင်ကောက်တော့မယ်ဆိုလို့ရှိရင်เนาะစပင်ကောက်တော့မယ်ဆိုလို့ရှိရင်ဘာရေးကြီးဆုံးလဲဆိုလို့ရှိရင်ပထမဆုံးဆန်သားကိုကြည့်ရမယ်ပေါ့နော်ဆန်သားဒီမာလားပြော့လားပေါ့နော်အဲ့ဒါကိုအရင်ဆုံးလေ့လာဖို့လိုတယ်ဟိုဘယ်လိုစပင်ပဲလာဒီဆေးနဲ့ပဲကောက်မယ်ဒီကောက်တံပဲသုံးမယ်လို့တော့သုံးလုံးမရဘူးအဲ့တော့တို့တွေဒီစပင်သားဒီမာလားပြော့လားဆိုတာမူတည်ပြီးတော့မှကောက်တံကိုလည်းဟိုစိုက်မျိုးဆိုရှိသလိုဒီအဲ့ဒါကိုလည်းသူပြောင်းလဲပေးရမယ်ပေါ့နော်ဥပမာဆိုပါစို့ဒီဟာဆိုလို့ရှိရင်တော့အလက် site ပေါ့နော်ဒီ site ဆိုလို့ရှိရင်တော့ site ကြီးပေါ့နော် site ကြီးလေကောက်သားကပို့ပြီးတော့ဆန်သားလေးပြော့မယ်ဆိုရင် site ကြီးသွားသုံးမယ်ဆိုရင်ကောက်သားဒီပြေသွားမှာပိုများတယ်ပေါ့နော်အဲ့တော့ဒီဆန်လုံးပြော့မယ်ဆိုလို့ရှိရင်တော့ဒီသေးသေးလေးတွေသုံးတာပိုတစ်တော်တယ်ကဲ digital ကောက်မှာဆိုလို့ရှိရင်တော့ဒီ site လောက်ကိုနံပါတ်18လောက်ကိုသုံးတာတော့အားလုံးအတွက်အဆင်ပြေတယ်အဲ့လိုမျိုးသုံးရမယ်ပေါ့နော်အခုလိတ်တာကိုပြမယ်ဘယ်လိုလိတ်ရမလဲဆိုတာပြမယ်နော်ဆန်သားကိုတို့လိုက်ဘာကြောင့်ဖိခိုင်းလဲဆိုလို့ရှိရင်စပင်ကမဖိထားဘူးဆိုလို့ရှိရင်တော့ဟိုတချို့စပင်ဆိုအတုအရှိတွေမညီနိုင်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးဖိချပြီးပြီဆိုလို့ရှိရင်တော့လက်ကလေးနဲ့အဲ့လိုမျိုးစူးလိုက်မယ်နော်လက်ကလေးနဲ့စူးလိုက်မယ်ဒီဂရီလဲလုံးဝမှန်ကကန်ဆွဲရမယ်ကိုဒီဘယ်လိုပုံစံကောက်ချင်လဲဆိုတာအဲ့တဲ့ရဲ့ဟိုလိုအပ်ချက်လက်အဲ့တဲ့အကြိုက်နဲ့ကိုယ့်ရဲ့ဒီအကြံဉာဏ်ပေးဖို့လည်းလိုတာပေါ့နော်အဲ့ဒီဟာတွေကိုယူမယ်ပြီးလို့ရှိရင်ဒီလိုမျိုးစက်ကူလေးကိုတို့အပေါ်တစ်ခုအောက်တစ်ခုထည့်မယ်ပေါ့နော်အရင်ထူရင်တော့ဟိုဟာနည်းနည်းလေးဟိုဟာပါတဲ့ဟာလေးပြောင်းသုံးပေးပေါ့နော်အဲဒီလိုမျိုးထည့်မယ်ပြီးတော့အဖျားကိုဒီလိုမျိုးပို့နေတယ်ဆိုလို့ရှိရင်တော့အဖျားကိုလုံးဝဝင်အောင်ထိကိုထည့်မယ်နည်းနည်းကြောက်အောင်ထိယူလိုက်အဲ့ဒါမှဟိုဟာဖြစ်မယ်နော်ကောက်တန်လိတ်တဲ့အခါမှာလည်းဒီလိုမျိုးခောက်တာလို့ပါလုံးဝဖြစ်လို့မရဘူးခောက်တာဆိုလို့ရှိရင်စပင်ကဒီလိုကြည်သွားလိမ့်မယ်ထွက်လာရင်နော်အဲ့တော့ဒီလိုမျိုးအဖျားကိုလုံးဝဝင်အောင်ထည့်မယ်ဝင်ပြီဆိုနည်းနည်းလေးလေးလိုက်မယ်ပေါ့နော်လက်မလှော့နဲ့အောင်အဲ့ကြမှာဒီဂရီဒီလိုတင်းပြီးတော့အဲ့လိုမှန်နေရမယ်လက်ထဲမှာကိုကမြဲပြီဆိုတော့မှအားလေးနဲ့အဲ့လိုမျိုးလုံးဝညီနေအောင်အဲ့လိုမျိုးဆွဲရမယ်ကိုဒီဘယ်လိုမျိုးကောက်မှလဲအပေါ်ထိလားတဝက်လားအဖျားလေးပဲလားအဲ့ဒီပေါ်မူတည်ပြီးတော့ကောက်တန်လိတ်တာဒီလည်းအပြောင်းလဲမှုရှိတယ်ပေါ့နော်ဒါဆိုရင်လုံးဝတင်းနေအောင်အဲ့လိုမျိုးဆွဲရမယ်အသက်ကိုလည်းအခါကျရင်တော့မတင်းလေးဆွဲမယ်နော်ဘာကြောင့်လဲဆိုတော့ခေါင်းကျိန်းမှဆိုလို့အဲ့ဒါလေးကိုသိခံပေးပါလို့ပြောပေါ့နော်အသေးပင်ယူတဲ့ခါကျလို့ရှိရင်လည်းတို့တွေကဟိုးအတွင်းကနေအဲ့လိုသွားယူလို့ရှိရင်စပင်ကိုကျိုးနိုင်တယ်ကြေနိုင်တယ်ပေါ့နော်ခောက်ရတယ်ဖြစ်မှာဆိုလို့တေးပင်ယူတဲ့ခါကျရင်လည်းဟိုးအတွင်းကနေပြီးတော့ဒီလိုမျိုးယူလိုက်မယ်ဆိုလို့ရှိရင်စပင်ကိုဟိုကျူးတာတို့ခောက်တာတို့ဒီလိုဆိုရင်ကျူးတာတွေခောက်တာတွေဖြစ်စေတယ်အဲ့တော့ဒီရှေ့ကနေပြီးတော့အဲ့လိုမျိုးယူမယ်ပေါ့နော်ရှေ့ကနေအဲ့လိုယူမယ်ဒီလိုယူလိုက်မယ်ဒီလိုယူပြီးလို့ရှိရင်ဒီလိုလေးလွတ်လိုက်မယ်အဲ့ဆိုလို့ရှိရင်တော့စပင်ကခောက်ရလည်းမထင်တော့ဘူးပူပြီးတေးကြခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီထဲကိုခေါင်းနံလေးအဲ့လိုမျိုးထည့်လို့ရတယ်အဲ့ဆိုရင်ဒီစပင်ဒီခောက်ရလုံးဝမထင်တော့ဘူးเนาะဥပမာဆိုပါစို့ခေါင်းနံနဲ့အဲ့လိုမျိုးထည့်ထားပေးမယ်ဆိုလို့ရှိရင်ဒီအောက်ကနေပြီးတော့ဒီအပေါ်နေပြီးတော့အဲ့လိုမျိုးခေါင်းနံထောက်ထားပေးမယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်ကြေရတို့ခောက်ရတို့ကျိုးတာတို့မဖြစ်တော့เนาะအဓိကဘာရေးကြီးလဲဆိုလို့ရှိရင်စပင်အဖျားလုံးဝမခောက်စေရဘူးလုံးဝညီနေရမယ်ဒီဂရီမှန်ရမယ်လိတ်တန်သုံးတာတွေမှန်ကန်မှုရှိရမယ်အားလည်းရှိရမယ်ပေါ့နော်ဆွဲတာတွေကြစ်လေးနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဟိုကောက်သားကပို့လှတယ်ကောက်တန်လည်းကိုကဟိုပြောင်းလဲပြီးသုံးပေးရမယ်ဥပမာဆိုပါဒီကောက်တန်ကြီးပဲတကောင်လုံးသုံးလို့ရလားဆိုလို့မရဘူးမဟုတ်ဘူးရတယ်ဒါပေမဲ့ရလက်တီထွက်လာသည်ဟိုနူးညံ့မှုလှပမှုအသိမရှိဘူးပေါ့နော်အဲ့တော့တို့အောက်ပိုင်းကိုကြတော့ကောက်သားပို့ကြစ်လေးဖြစ်သွားအောင်လို့သေးလေးသုံးမယ်အပေါ်ရက်လို့ရှိရင်တော့ဒီမြင်းခွာပိုင်းကိုပေါ့နော်ဗော်ရူးလေးဖြစ်သွားအောင်ဖောင်းလေးဖြစ်သွားအောင်နံပါတ်နဲ့စိုက်ကြည့်တဲ့ဟာလေးသုံးပေးမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်နော်အဲ့လိုမျိုးလေးဒါပြီ